ဒီကအကျဲဘက်ကနေပဲပြီးနော်စိတ်ဘက်ကနေပြီးတော့တိုင်းပေးနော်နှစ်မျိုးတော့သုံးလို့ရတယ်နော်တခါတလေမှာတိုတဲ့သပင်တွေညာဒီဘီစိတ်တွေနဲ့တွားရတယ်နော်သပင်အုံထူတယ်သပင်ထဲမှာညှိနေတယ်ဆိုလို့ဘီကျဲနဲ့တွားနော်အဲလောလောဆယ်ဘီကျဲနဲ့ယူအောင်လက်ဖက်နှောက်လေးထဲမှာထောက်လက်ညိုးလေးကဘီအတွားလေးပေါ်မှာဒါလက်မကဘီရဲ့ကြောပေါ်မှာဒါကျန်တဲ့လက်ကလေးကဒါလေးကိုထားတယ်နော်ဒါသပင်ကိုရှင်းပါနော်ရှင်းမယ်ညှက်မယ်ဆိုရင်အောက်ကနေပြင်ယူနံပါတ်1နေရာနေစမယ်မော်တာမဖွင့်နဲ့ဘူးနော်မော်တာကင်တဲ့ခါမှာဒီလိုလေးလက်လေးချောင်းလေးပေါ်မှာတင်ဒီအောက်မှာ line လေးရှိနော်ဒီလိုလေးနော်လက်ညှိုးရဒီမှာနော်လက်ကလေးလက်တစ်ကျဲလက်တန်းနော်လက်မကဒီမှာဒီနေရာမှာခလုတ်ကလေးတင်တဲ့နေရာလေးလည်းရှိတယ်နော်ချွတ်ကြဒီနေရာမှာခလုတ်ကလေးရှိတယ်နော်အဲ့ရဲ့အရှိလေးမှာပဲအရင်ရှိကိုတိုးကင်ထားလို့လည်းမရဘူးနော်အရင်နောက်ကိုဆုပ်ကင်ထားလို့လည်းမရဒီလူမျိုးကြီးဆုပ်ကင်လို့လည်းမရဘူးနော်ပြီးရင်ဒီလက်လေးချောင်းလေးပေါ်မှာတင်လက်မလေးဒီမှာထိန်းထားဒီမှာလွတ်နေရနော်အဲ့ဒါမှကျတော့လက်ကဒီလိုကော့လို့ရအရှင်ထားမှာနော်အရင်ဆုပ်ပြီးကင်ထားလို့မရနော်တောင်းတော့ရင်ဖြစ်စီညက်မယ်မော်တာမဖွင့်နဲ့အောင်နော်ဒီ2 3ချက်စီတော့လေ့ကျင့်ပြီနော်တနည်းအောင်